မေးကြည့်တာပါမချက်ဘူးလားကျုပ်ကိုမဖမ်းနဲ့ကိုပြန်စင်းသားခင်ဗျားတို့ယာလူတွေဘုံမှုချုပ်ကနေဘုံချုပ်ကနေဘုံချုပ်ကြီးအထူးတရားဘုံချုပ်ကြီးတွေခင်ဗျားတို့အမျိုးယူတွေခင်ဗျားတို့မချက်ဘူးလားတိုင်းပြည်နိုင်ငံရေးခင်းချင်းမှာမချက်ဘူးလားလို့မေးနေတာဟမ်ကျုပ်ကိုမဖမ်းနဲ့ကိုဆက်တက်ရင်ကိုပြန်မေးဟိုတင်နေတာခင်ဗျားတို့ငြိမ်းချမ်းရေးပြောတဲ့ NCA ဘာစောက်သုံးကြလို့ကျွန်တော်လာဖမ်းအောင်ပါလားအဲ့ဒါပြောလို့စောက်သုံးကြတဲ့နေရာကျွန်တော်အရင်ပြငါတို့ NCA လှုပ်လို့လက်နဲ့ကင်တောင်းချမ်းသူတွေဒီလိုလှုပ်ပါတယ်ဆိုတဲ့ဥစ္စာလေးလာပြကြည့်လိုက်အကုန်လုံးကလီးနဲ့ထိုးသွားတာတော်လန်သွားတာအကုန်လုံးကမေလိုးတွေကအဲ့ဒါလဲ NCA ဟမ်ကျွန်တော်တို့လည်းခင်ဗျားတို့လည်းတာမန်လူပဲလေဇန်ရထားတဲ့ရဟန်းတာမဟုတ်ဘူးကာကွယ်ဦးစီးချုပ်လည်းတာမန်လူပဲဘာမှရှောက်ပြောမနေနဲ့ဒုချုပ်လည်းတာမန်လူပဲလူတွေကလူပဲနော်ကာစရာမှုလည်းတာမန်လူပဲသူလည်းလူချင်းတွေကကြားတဲ့သတင်းကိုပဲယူသုံးသက်ပြီးတော့မှတိုင်းပြည်ကိုကာကွယ်ရမှာလေအဲ့ဒါလူသားတိုင်းရဲ့တာဝန်ဖြစ်တယ်ကျုပ်တို့ကအဲ့ဒီတာဝန်တွေကိုမမေ့မလျော့နဲ့ဒီလိုစောက်ခွက်တွေထွက်ပြပြီးတော့မှအမုန်းခံအသေးခံအစဲခံအသက်ခံပြီးတော့မှထွက်ပြောနေတာမိုင်းတော့မှခင်ဗျစေတနာအမအခုကခင်ဗျားတို့မဟုတ်တော့ဘူးရောခင်ဗျားတို့ကြီးပဲလောက်ပိုင်ရွယ်ခင်ဗျားတို့နိုင်တာအခုခင်ဗျားတို့လက်နဲ့တွေကင်လာပြီးစစ်တီတွေနဲ့နိုင်လားမနိုင်ရင်ဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာရွေးချယ်ရမယ်အချိန်ရောက်ပြီအေယာဝတီဘာသာလုံးရင်တိုင်ပတ်တော့မယ်တနိုင်ငံလုံးတော့ပြောနေရမဟုတ်ဘူးအပြုံးမပြတဲ့ကောင်တွေကရီလို့ခေါင်းရိုက်လို့ဘောလုံးကန်လို့ KTV သွားလို့လီအမျိုးသားရေးစိတ်ဓာတ်မှမရှိတာနိုင်ငံကိုချစ်တဲ့စိတ်အဖွဲ့အစည်းကိုချစ်တဲ့စိတ်ဓာတ်မှမရှိတာငါလုံးမတွေဘ누구သေးသေးငတေးမှရင်ပြီးတော့လာတက်တော့ချဆိုရင်ငါတို့လည်းတည်တဲ့ချိန်ကျရင်အဲ့ကြောင့်ပြေးတော့မှာမေလိုးတွေကပြေးလို့တွေဘယ်ထိပြေးမလဲမသိဘူးပြေးတဲ့လိန်မှာပြစ်ချခိုင်းမှာလုံးမတောင်းစားတယ်မလုံနိုင်မလုံနဲ့စောက်တော်သားဟိုမှာငကားလိုကောင်တော်မှမတော်လာနိုင်တော့ဘူးလားစရနဲ့အာမီကဟမ်ဦးမရောက်လည်းအပြစ်ပြောတာမဟုတ်အောက်မှာလိန်နေတယ်အဲ့ဒီလိန်တဲ့အရာလေးပေါ်မှာตายရသွားမယ်ဆိုလို့ရှိရင်တိုင်းပြည်ပြတ်မယ်တိုင်းပြည်ပိုပြတ်မယ်အခုကတိုင်းပြည်တော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်နတ်သကဝကြီးချုပ်ယာယီတမရာကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျရင်ခွေးကြမှာသိလားဒါကန်ပြစ်နေလို့နော်လူတွေကိုကြည့်အောင်လေဗျာလူတွေအမျိုးမျိုးအဖုံဒုက္ခတွေရောက်နေတာကုန်စည်နှုန်းတွေဘာတွေညာတွေအောက်မှာလက်မှာမရတဲ့လာစားတွေမရတာတွေရမခရဲမေအမျိုးသမီးတွေအခုအမ်းမှာနာဘခမှာကြသွားတဲ့ရဲမေအမျိုးသမီးတွေရဲ့ဘဝတွေကအတုကိုအဖေခေါ်လို့ခေါ်ရမှန်းမသိဘူးအောက်ချိန်မှာလည်းဒီလိုပဲရောကြိတ်တာဒါကအရှင်းဆုံးပဲဒါမြေပြင်ရှိတွေကဖမ်းကျင်မှမဖမ်းကျင်နေဖမ်းလဲစောက်ခုမဆိုင်ဘူးနော်လူတော်အသက်ပေးပြီးတော့မှအသက်သေးခံထားတဲ့ကောင်ဘာဖမ်းမှာတော့ဖမ်းတော့ပါလေအပူပေါ့ဟုတ်တယ်မလားနော်နိုင်ငံတော်ရဲ့ဒီအမျိုးသားအသားပွဲတော်တွေလို့မမှန်နဲ့ဟိုအာဆီယံကျင်းပမှာတွေမှန်တယ်ဒါပေမဲ့ဒီဘက်မှာစီရေးရတက်မတော်ကာကွယ်ဦးစီးချုပ်တွေဗျာလောက်ရမှာပေါ့ကျွန်တော်တို့တိုင်းပြည်မှာတခါတလေကြာရင်ကျွန်တော်အဖဦးတန်းရွှေကိုလည်းလေတော်တော်လေးကိုအချင်ပေါက်တယ်ဘလို့လူမျိုးတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ပေးခဲ့တယ်မသိပြောရတာအခုဘာဖြစ်လို့ကြာသွားပြီစောက်ချက်ခွဲတာပေါ့ကျွန်တော်တို့တက်မတော်ရဲ့ဂုံတိတ်ခါကမြန်မာနိုင်ငံအတွက်ဘယ်နေရာမှာတီးမှာလဲခေါင်းဆောင်တွေကျွန်တော်တို့မေးချင်တယ်အောက်ကိုကြီးပဲလွှဲချမှာလားမဆိုင်ဘူးဗျအဲ့ဒါဆိုလို့ရှိရင်အကြောင်းတရားတွေရှိအောက်မှာရင်းနှီးနေရတာအသက်တွေလေအလကားရလို့လားကိုတော်မခင်မူကြီးစေပါထဲမှာကို့အဖေမျိုးကိုကြော့နေသေးတယ်ဆိုရင်တည်သွားတဲ့ဆုံးသွားတဲ့စစ်သားတွေရဲ့တာသမီတွေကလည်းသူတို့အဖေမေရသူတို့ရဲ့ခင်မူကြီးစေပါပဲလေတက်ရှိစင်စားနဲ့ကြော့ကျင်တာပေါ့မရက်ဆက်ကြပါနဲ့နော်မရက်ဆက်ကြပါနဲ့အစိုးရမန်တိုင်တည်းရဲ့အနေနဲ့အစိုးရဟိတရဲ့အနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုလှုပ်နေတာကိုနားလေပေမဲ့အသက်ပေါင်းမြောက်များစွာဆုံးရှုံးနေတဲ့စစ်ပွဲတစ်ခုကိုတော့ကျွန်တော်နားမလည်နိုင်ဘူးနော်အဲ့ဒါငါတို့ကအောက်မှာလဲငါတို့ပေးထားတယ်ဟုတ်ပြီရမခကြရှုံးသွားပြီထားနော်ငါစစ်တီတွေဘာလိုအပ်ချက်ရှိနေလဲဘာတွေအားနည်းချက်တွေရှိနေလဲဆိုတော့ခေါင်းဆောင်ကောင်းတယောက်
ခေါင်းဆောင်ကောင်းတယောက်ဖြစ်ခဲ့ရင်တော့ခေါင်းဆောင်ကောင်းတယောက်အနေနဲ့ဒါတွေကိုသိရှိဖို့လိုတယ်နော်ဒါမှမဟုတ်ရင်တော့ဒီနိုင်ငံရေးဖြစ်စဉ်မယိုးသားတော့ဒီလိုပဲကျွန်တော်မှတ်ချက်ပေးခြင်းမယိုးသားတော့ဒီလောက်ကဘာမှာအဆင့်30လောက်ရှိတဲ့တက်မတော်38လောက်ရှိတဲ့တက်မတော် Standard Army ရုရှားမှာနော်စစ်ပညာတွေနော် MSC တော့တက်ကြတယ်တင်ကြတယ်တိုက်ကြတယ်ခိုက်ကြတဲ့တက်မတော်ကြီးကအခုလိုဖြစ်နေတဲ့အချိန်မှာတိုင်းပြည်အုပ်ချုပ်မင်းတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နိုင်ငံခေါင်းဆောင်နော် DSA အင်ဒိတ်အမှတ်စဉ်19 DSA အင်ဒိတ်အမှတ်စဉ်22ကတိုင်းပြည်နဲ့နိုင်ငံရဲ့လူမျိုးအတွက်ကိုအဖက်ဖက်ကနေပြီးတော့မှတာဝန်ယူထားတဲ့လူတွေကလက်ရှိတက်မတော်ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေရဲ့အမှန်တရားကိုဥပိ္ပခါပြုတ်နေတာလားဒါမှမဟုတ်မသိကြအောင်စောင်းနေတာလားများတော့များသွားပြီဒါအရှိတရားကျွန်တော်ဖမ်းမယ်ဆိုရင်လာဖမ်းလိုက်ကျွန်တော်ကိုဖမ်းကြရမလို့ကျွန်တော်ကိုခေါ်ထားလိုက်ကျွန်တော်သတင်းတွေအကုန်ပြပေးမယ်တက်မတော်ရဲတပ်ဖွဲ့ဝင်ဝန်ထမ်းတွေလက်ပေးလက်ယူလုပ်တဲ့အရာတွေအားလုံးသိရမယ်ငွေကြီးစန်းတွေလူကြီးစန်းတွေပြီးရင်ရန်သူသတင်းတွေရန်သူဘယ်မှာစုဖွဲ့နေတာတွေရန်သူကနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးကိုဘယ်လိုဖျက်ဆီးဖို့သွေးထိုးလှုံ့ဆော်နေတဲ့အရာတွေအားလုံးသိရမယ်အမြဲတမ်းအကောင်းကြီးပဲမမှတ်နဲ့နော်ဇော်ဘုံကြီးဒီအကောင်းအဆိုးကိုတွန်တွဲပြီးတော့ပြောပြနေတာငါတို့ကြီးပဲကောင်းပါတယ်မလုံနဲ့အဲ့ဒါကြရှုံးတာဗျငါတို့မှမကောင်းတဲ့အချက်လက်တွေရှိနေတယ်ဆိုတာကိုပြောရင်ဒီလိုမျိုးပြောရတဲ့လူရှာကြည့်လေတချို့ဆိုနားအောင်နားကုန်ပြီဒီနေ့ဆိုကိုကျော်စိုးဆိုဖုံးဆက်တယ်တော်တော်စိတ်ညစ်နေပြီဘာလို့ဆက်လုပ်ကြမလဲလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့လုပ်ရမှာပဲလေကျွန်တော်တို့လည်းလုပ်မယ်အဲ့ဆိုကျွန်တော်တို့တောခိုသွားရမှာလားကျွန်တော်တို့တောခိုတာအတိုင်းပြည်ကိုတော်လှန်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအချမ်းပဲလက်နက်ကန်တောင်းချမ်းသူတပုံကိုတွန်းလှန်ဖို့တိုက်ခိုက်ဖို့အတွက်ကျွန်တော်တို့မှာငွေကြေးတွေလက်နက်တွေအများကြီးလိုတယ်နော်အဲ့လိုဆိုရင်လက်ခံမလားလက်မခံရင်ဖင်ခံလိုက်ရှင်းလေးပဲဘာလို့လဲ PDF အချမ်းပဲလက်နက်ကန်တောင်းချမ်းသူ NUG CRPH တို့တော်မှနော်လှုပ်တဲ့နဲ့လောက်လေးကွာနဲ့နော်တစားကြိုးစားပြီးတော့မှတိုင်းပြည်ကိုအကြမ်းဖက်လက်နက်ကန်တောင်းချမ်းသူဒီ AA တို့ DNL တို့ MNDA တို့နဲ့ပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုတော်လှန်သေးတာခင်ဗျားတို့မှအဲ့လောက်တတိမရှိဘူးလားဘသူ့ကိုမကြုံတာတော့ဘာတွေဖြစ်နေရတော့မယုံရင်စောကြီးကဒီလမ်းကိုမရွေးချယ်ခဲ့နေဗျာဒါရှင်းလေးတိုင်းပြည်ကိုအကုန်လုံးပြုတ်ဆပြင်းအောင်ဖြစ်နေပြီခင်ဗျားတို့မုံလာဦးတတိသွားကင်ပြတာ100ဆိုတာယုံနေရလားယုံနေတယ်ဆိုရင်တော့ခင်ဗျားမုံလာဦးစိုက်လိုက်ခင်ဗျားရောင်းနိုင်တာအိုက်ဈေးနဲ့တော့ကျွန်တော်မေးချင်တယ်အတိတ်ပဲမရှိဘူးဗျအောက်ခြေမှာဖြစ်ပြနေတဲ့အရာတွေကိုဘာမှမသိပဲနဲ့ပြင်ဦးလင်မြို့လိုလာတာတော့မှလမ်းတွေဟိုပိတ်ဒီပိတ်လုံခြုံရေးပြည့်လုပ်ပြီးတော့မှဖြစ်ပြနေတယ်အဲ့လောက်ဆိုရင်သိတော့လေဗျာကိုတော်မကိုရဲ့လုံခြုံရေးကိုအဲ့လောက်လုပ်နေရပြီဆိုရင်အောက်ခြေမှာရှိနေတဲ့စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ကြီးရည်တွေရဲ့တက်မတော်သားတွေရဲ့ဒုက္ခတွေအန္တရာယ်တွေကိုဘာမှမလုပ်ပေးနိုင်ဘူးလားခေါင်းဆောင်ကောင်းမဟုတ်ဘူးလားခေါင်းဆောင်ကောင်းဆိုတာခေါင်းဆောင်ကောင်းပြည်သားရတယ်ဗျစစ်သားပြည်သားရတယ်တိတ်ပဲမရှိတော့ဘူးဗျဒီနိုင်ငံဒီလူမျိုးဒီတက်မတော်ကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေမှန်သမျှဥမရောက်နိုင်တယောက်တည်းမဟုတ်ဘူးဗျဥဆုံးမင်းတယောက်တည်းမဟုတ်ဘူးနော်ခင်ဗျားတို့ကစရမှုတွေတိုင်းမှုတွေအကုန်လုံးတာဝန်ရှိတဲ့လူတွေခင်ဗျားတို့ဘာဆက်လုပ်မှာတော့တိုင်းပြည်ဒီတိုင်းပဲသွားမှာလားအခုမဲနေပြီပြည်သူလူထုတွေခင်ဗျားတို့ဆန္ဒထွက်ပြောရင်ခင်ဗျားတို့ဖမ်းအောင်မယ်နော်ဘာလုပ်မှာလဲလို့မေးမယ်ဆိုရင်တော့မှခင်ဗျားတို့ရင်ကြေးလက်နဲ့မကင်မဲနဲ့ကျုပ်တို့မေးကြည့်မယ်ဗျာခင်ဗျားတို့ဘာလုပ်ပေးနိုင်တော့ခင်ဗျားတို့ယူထားတဲ့အစိုးရတာဝန်တရက်ကိုတိုင်းပြည်တပြည်ကိုပြည်သူလူထုကိုဘာလုပ်ပေးနိုင်တော့ကျုပ်တို့ကတေလူတွေတေပြီးသားဇော်ဘုံကြီးဆိုတဲ့ကောင်အချိန်မရွေးတတ်မှာတေမာကိုတိတဲ့အတွက်ကိုအဲ့ဒီကျုပ်အသက်ကိုရင်းပြီးတော့ပြည်သူလူထုကိုစားခင်ဗျားတို့ကျုပ်မေးပေးတာခင်ဗျားတို့ပြည်သူလူထုကိုဘာလုပ်ပေးနိုင်တော့
တိုင်းပြည်ငင်းကြအောင်ခင်ဗျားတို့ကဘာလုပ်နေအောင်ခင်ဗျားတို့ဘာစောက်ပလန်မှထားမပြဘူးဘာမှလည်းမပြောပြဘူးဟမ်ခင်ဗျားတို့ယာရုတွေတယောက်ပြီးတယောက်တိုးပြီးတော့ယူနေတာခင်ဗျားတို့မရှက်ဘူးလားမင်းကြည့်တာပါမရှက်ဘူးလားကျောက်ကိုမဖမ်းနဲ့ကိုပြန်စင်းသားခင်ဗျားတို့ယာရုတွေဘုံမှုချုပ်ကနေဘုံချုပ်ကနေဘုံချုပ်ကြီးအထူးရဘုံချုပ်ကြီးတွေခင်ဗျားတို့အမျိုးမျိုးယူတွေခင်ဗျားတို့မရှက်ဘူးလားတိုင်းပြည်နိုင်ငံရေးခင်းချင်းမှာမရှက်ဘူးလားလို့မေးနေတာဟမ်ကျောက်ကိုမဖမ်းနဲ့ကိုရှက်တတ်ရင်ကိုပြန်မေးညာအိတ်တဲ့အချိန်မလားနှစ်ဖူးပေါ်လက်တင်ပြီးတော့စဉ်းစားကြည့်လိုက်ခမည်းတော်စားနေတဲ့ထမင်းကပြည်သူလူထုရဲ့မျက်ရည်တွေအများကြီးပါတယ်ပြည်သူလူထုတွေမျက်ရည်ကျနေရပြီအကြောက်တရားနဲ့ဖြစ်နေပြီခမည်းတော်စောက်ဇောမချနဲ့နော်စောက်ကြည့်ကုန်နော်စောက်ကြည့်ခမည်းတော်စောက်ကြည့်ရောမချနဲ့အပြည်သူလူထုကဒေါ်စုကြည်ကိုအားပေးတာတို့ဟိုအားပေးတာတို့ဘာလို့မပြောနဲ့ခမည်းတော်မှာလုတ်ပိုင်ခွင့်အပြည့်ရှိတယ်လုတ်ကိုလုတ်ရမှာတိုင်းပြည်တည်ငြိမ်အောင်နော်နဝတာခေနိုင်ငံတော်ငြိမ်ဝှက်ပြီးပြားပြီးမှတီးဆောက်ပြီးမှအဘအရွှေလက်ထက်တုန်းကနော်ဒါမျိုးလှုပ်ပြီးမှရမှာတိုင်းပြည်ကိုတီးဆောက်လို့ခင်ဗျားတို့ငါတို့ဘက်ကမပါလို့ငါတို့စစ်တပ်ကိုတော်လန်လို့စစ်ခွေးလို့မင်းတို့ပြည်သူတွေသိမရဘူးအဲ့ဒါခေါင်းဆောင်ကောင်းမဟုတ်ဘူးခေါင်းဆောင်ကောင်းဆိုတာကအယုတ်လက်အမျက်မရွေ9ရက်သားသမီးနဲ့ရာဟုသားသမီးအပါဝင်10ရက်သားသမီးရှိတယ်အားလုံးကိုစိတ်ချမ်းသာအောင်နော်နေတဲ့တိုင်နဲ့ပြုတ်ပြင့်ကြံနေထိုင်ပြီးအောင်လုပ်ပေးရမှာငါခေါင်းဆောင်မယ်ငါလှုပ်ချင်တာလုပ်မယ်လို့လှုပ်လို့မရဘူးနော်လှုပ်လို့မရဘူးခင်ဗျားလည်းလူပဲကျုပ်တို့လည်းလူပဲနော်ရှင်းလေးဒါမျိုးတော့လာမလုပ်နဲ့မကြိုက်ဘူးကျွန်တော်တို့နော်တိုင်းပြည်ကိုလုံးဝတဲ့မဲ့သွားအောင်လို့သူကသူ PDF ဘက်ကလို့အကြမ်းဖက်တောင်းချမ်းသူဘက်ကလို့ခင်ဗျားအကြမ်းဖက်တောင်းချမ်းသူကျင်ညာတိုင်းကျင်ညာရတိုင်းလုပ်လေကျဲလေနောက်ထိရောက်လာနိုင်ငံတကာသိအောင်ကျင်ညာထားရမလားလုပ်လေမလုပ်ဘူးပြီးကိုတက်မလို့မိသားစုတွေတေးတယ်ကြေးတယ်လာသာမရဘူးနော်မရဘူးတော့ဦးမရအောင်လည်းအပြစ်ပြောတာမဟုတ်အောက်မှာလိန်နေတယ်အဲ့ဒီလိန်တဲ့အရာလေးပေါ်မှာตายရသွားမယ်ဆိုလို့ရှိရင်တိုင်းပြည်ပြတ်မယ်တိုင်းပြည်ပိုပြတ်မယ်အခုကနိုင်ငံတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်နာသကဝကြီးချုပ်ယာယီတမရာကြီးကဖုံးကန်ကြီးနေလို့ကန်နေတဲ့အချိန်ကျရင်ခွေးကြမှာသိလားဒါကံပြစ်နေလို့နော်လူတွေကိုကြည့်အောင်လေဗျာလူတွေအမျိုးမျိုးအဖုံဖုံဒုက္ခတွေရောက်နေတာကုန်စည်နှုန်းတွေဘာတွေပါညာတွေအောက်မှာလက်မှာမရတဲ့လာစားတွေမရတာတွေရမခရဲမေအမျိုးသမီးတွေအခုအမ်းမှာနာဘခမှာကျသွားတဲ့ရဲမေအမျိုးသမီးတွေရဲ့ဘဝတွေကအတုကိုအဖေခေါ်လို့ခေါ်ရမှန်းမသိဘူးအောက်ချိန်မှာလည်းဒီလိုပဲရောကြိတ်တာဒါကအရှင်းဆုံးပဲဒါမြေပြင်ရှိတွေကဖမ်းကျင်မှမဖမ်းကျင်နေဖမ်းလဲစောက်ခွင့်မဆိုင်ဘူးနော်လူတော်အသက်ပေးပြီးတော့မှအသက်သေးခံထားတဲ့ကောင်ဘာဖမ်းမှာတော့ဖမ်းတော့ပါလေအပူပေါ့ဟုတ်တယ်မလားနော်နိုင်ငံတော်ရဲ့ဒီအမျိုးသားအသားပွဲတော်တွေလို့မမှန်နဲ့ဟိုအာဆီယံကျင်းပမှာတွေမှန်နဲ့ဒါပေမဲ့ဒီဘက်မှာစီရေးရတက်မတော်ကာကွယ်ဦးစီးချုပ်တွေဗျာလောက်ရမှာပေါ့ကျွန်တော်တို့တိုင်းပြည်မှာတခါတလေကြာရင်ကျွန်တော်အဖဦးတန်းရွှေကိုလည်းတော်တော်လေးကိုအချင်ပေါက်တယ်ဘလို့လူမျိုးတွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ပေးခဲ့တယ်မသိဦးသိန်းစိန်ကိုလည်းတော်တော်လေးကိုရင်ထဲမှာနာတယ်ဒီဒေါ်စုကြည်ကိုနော်2012မှာလှုပ်ပေးလိုက်တာနော်တိုင်းပြည်ပြတ်သွားတယ်အကုန်လုံးတော့အဲ့ဒါကြောင့်မလို့လူချင်းထိုးတဲ့နာဓားကနက်တယ်နောက်တော့ဓားနဲ့ထိုးခံနေရတယ်အခုနော်ဘလို့လူတွေကိုဗျာတိုင်းပြည်ကိုအုပ်ချုပ်ဖို့လုပ်ခဲ့လည်းမသိဘူးစဉ်းစားလို့တော့မရဘူးဒီအချိန်နဲ့ဒီနေ့ဒီချိန်ခါမှာဖမ်းကျင်လာဖမ်းလိုက်တာ09ခွန်83 53လုံး3ကြ9 3ကြ68ခွန်8 44လုံးနဲ့ကျွန်တော်သမီးကိုကျွန်တော်နမ်းပြီးတော့မှကျွန်တော်ကိုယ်တိုင်လာဖမ်းခံတယ်ဖြစ်ပြနေတာမတရားတော့ဘူးဗျတက်မတော်ဆိုတာတက်မတော်ပုံရိပ်မရှိတော့ဘူးအားလုံးကပျက်စီးကိုရွေးနေတာလုံနေကြတာဒီလောက်ကြီးတော့ဗျနိုင်ငံတော်ကာကွယ်တဲ့တက်မတော်လေးဗျဒါကိုမထိန်ချောင်းနိုင်ဘူးလားကောင်းဆောင်တယောက်ရဲ့အမိတ်ပဲရှိတာကိုကျွန်တော်တို့ခေါ်လိုက်လေလူရင်းက3 5သိန်းလောက်ကျွန်တော်တို့ရအောင်လှုပ်ပြီးတော့ချမယ်လေဘာခက်ခဲနေတော့ဒီတိုင်းပြည်ဖို့တော့ဘာဥပဒေတယ်ဘာဥပဒေတယ်ဘာဥပဒေမှမရှိဘူးတပုံကတလောက်တောင်းချမ်းပြီးတော့မှတလောက်မှရိုင်းကြောက်ဆက်ဆက်ကျုပ်တန်းကျုပ်ပြီးတော့မှအောက်တန်းကျသွားလှုပ်နေတာဘာကဘာကိုချတာမှာလေခမားတို့ယူထားတဲ့ဒုတာဝင်ရေးသုံးပါးတွေခမားတို့စီကန်းတွေကျင့်ဝတ်နေတာဘာဒီမိုကရေစီလဲလီးပဲရမယ်လို့ပြောအဲ့ဒီမိုကရေစီတော့မရဘူးစောက်ရဲကိုမပါတာဘာဒီမိုကရေစီလဲ
ရုတ်ပြည်ဘာနဲ့အုပ်ချုပ်နေလဲခင်ဗျားမသိဘူးလားကင်ဂျုံဝမ်ဘာနဲ့အုပ်ချုပ်နေလဲဟမ်ကင်ဂျုံဝမ်ဟိုမှာလှန်ရဲလားစောက်လူရဝင်ခြင်းနဲ့ငါလိုမမေးလိုတွေဖေမနိုင်မဲနဲ့ပဲချင်းစားခြင်းနဲ့ကောင်းနေစောက်လူရဝင်ကုလသမဂ္ဂဆိုလဲပါခြင်းနဲ့ OIC ဆိုလဲပါခြင်းနဲ့ဟမ်ဟိုအာဆီယံဆိုလဲလူရဝင်ခြင်းနဲ့လီးပြတာမသွင်းတော့လီးကိုကူးဆိုင်ရမှာလားငါတို့နိုင်ငံငါတို့လူမျိုးငါတို့တိုင်းပြည်ငါတို့တာယာဝါပြောနေရင်ဘယ်နိုင်ငံဘာလို့ရမှာလဲဟမ်ဘူမတိကောမတိတဲ့ကိုယ်နိုင်ငံတွေကပြည်တွင်းမှာရှိတဲ့လူတွေအကုန်လုံးတည်နေတာနော်အကုန်တည်နေတာခင်ဗျားတို့ငြိမ်းချမ်းရေးပြောတဲ့ NCA ဘာစောက်သုံးကြလို့ကျွန်တော်လာဖမ်းအောင်ပါလားအဲ့ဒါပြောလို့စောက်သုံးကြတဲ့နေရာကျွန်တော်အရင်ပြငါတို့ NCA လှုပ်လို့လက်နဲ့ကင်တောင်းချမ်းသူတွေဒီလိုလှုပ်ပါတယ်ဆိုတဲ့ဥစ္စာလေးလာပြကြည့်လိုက်အကုန်လုံးကလီးနဲ့ထိုးသွားတာတော်လန်သွားတာအကုန်လုံးကမေလိုးတွေကအဲ့ဒါလည်း NCA စောက်တိတ်ပဲမရှိတာစစ်တဲ့လှုပ်ပေါ့ဗျာစစ်ကောင်းဆောင်လှုပ်ပေါ့တက်မတော်သားလှုပ်ပေါ့တက်မတော်သားကိုကျိုးစည်းပွားဆိုင်ဒီတိုင်းပြည်ပြတ်မှာပဲရှင်းလေးပဲဘာမှမပြောနဲ့ကျုပ်တို့ပြောပြီးသားကျုပ်တို့အဖေတို့အမေတို့ခင်ဗျားတို့နဲ့အတူတူနေခဲ့တာဘာခြံခွက်တစ်ခွက်တောင်းဘူးလဲဆိုရင်ခင်ဗျားတို့စက်ပါတဲ့ချီးကိုကျုပ်ပါစက်တွေကိုလာပါလိုက်ကျုပ်တို့မြေခွက်တစ်ခွက်ရဘူးလေဆိုရင်နေခဲ့တာမှာဥခင်ညုံဦးသိမ့်စိန်ဦးမရောက်လိုက်တရက်တည်းအတူတူနေခဲ့တာ၃ယောက်လုံးနဲ့မိတာတိုင်းပြည်ကိုချစ်လို့ဗျာနိုင်ငံကိုချစ်လို့ပြောတာခင်ဗျားတို့ကကျုပ်ကိုဖမ်းမယ်ဆိုရင်တော့ဒါကရှင်းအခုဒါဆိုရင်ဒီကောင်အောင်မင်းတို့ဘာလို့ပြောတော့မှဒီကောင်ကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ဖမ်းခိုင်းတော့မယ်နော်ကိုပဲရောက်ကလည်းဝမ်းသာတော့မယ် reaction လုပ်တော့မယ်နော်ဒီဘက်တစ်ဘက်ကလည်းအရေးနေအခက်ချိုးငါကိုယ်တိုင်ပြောရဲလားဆိုလည်းအမှန်တရားကိုမပြောရဲဘူးဖားမယ်လူကြီးတွေကိုနော်ဖားပြီးတော့တိုင်းပြည်ကောင်းသားမယ်ဆိုရင်လူကြီးတွေကောင်းသားအဲ့လူကြီးတွေနောက်ကနေမှိတ်ပြီးတော့လိုက်မယ်ဇော်ဘုံရင်းတို့ဆိုတဲ့ကောင် no ဘဒူးမှဆောက်ကိုအရေးချင်းရှိပြီးသားကိုအလုပ်ကိုလုပ်ပြီးတော့ကိုယ့်ဘက်ကိုစားနိုင်တယ်တောင်းနိုင်တယ်သိလားတိုင်းပြည်ကမဟုတ်တော့ဘူးဗျဒီလိုမျိုးဒီလောက်ကြီးကြတော့လုံလုံးသွားပြီအောက်ကမကောင်းတာလည်းမကောင်းတဲ့ကိစ္စကိုမကောင်းတာကိုလွတ်ထားပြီးတော့နေပြီးတော့ထိတက်အသိမ်းခံပါလားကျွန်တော်မေးတာရခိုင်ကြသွားလို့ဘာမှမဖြစ်ပါဘူးလို့ရမခကြသွားလို့ဘာမှမဖြစ်ဘူးလေပြည်သူတွေဒုက္ခရောက်နေတယ်ပြည်သူတွေကိုကန်လက်အောက်တို့အေးလက်အောက်မှာမနေခြင်းနဲ့ပြည်သူတွေကအားလုံးဒီပြည်မာကြီးထဲမှာလာပြီးအိမ်သားစိတ်1သိန်းခွဲ2သိန်း3သိန်းရှိတယ်ကိုပြည်သူလူထုဒုက္ခရောက်နေတာကိုအစိုးရတရက်အနေနဲ့ကြည့်ရလားအဲ့တော့ငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲဆိုတော့လမ်းစဉ်အဖေရှာမရဘူးဆိုရင်ဘာလုပ်မှာလဲကျွန်တော်တို့ကတိုင်းပြည်ကိုငြိမ်းချမ်းစေချင်တာဒီတိုင်းပြည်ကလူတယောက်တည်းပိုင်တာမဟုတ်ဘူးနော်ကျွန်တော်အချိန်ချင်းခါပြောတယ်အဲ့လိုတဦးတယောက်တည်းငါလုပ်ရင်ရတယ်ငါအမိန်နာခံငါလုပ်တာအကုန်လုပ်ဆိုရင်ဒီပုံစံတိုင်းဆက်ဖြစ်နေမှာအခုလိုတော်လိုင်းသမားတွေပေါ်ပေါက်လာမှာကျွန်တော်တို့ကတိုင်းပြည်ကိုချစ်လို့နိုင်ငံကိုချစ်လို့ဥပဒေကိုချစ်လို့ဥပဒေကိုတန်ဖိုးထားလို့လူမိုက်တို့ရဲ့သွားရလမ်းကိုမရွေးဘဲနဲ့အလေးအမအရင်အကျေးနဲ့တိုင်းပြည်ရဲ့ပြည်သူလူထုတွေကိုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့အစိုးရကိုအားကိုးတဲ့စိတ်နဲ့ပြောနေတဲ့အချိန်မှာအားကိုးတဲ့အစိုးရကပြည်သူလူထုအားကိုးရမရောက်ဘူးဆိုရင်ကိုတိပြဘာမှစကားကြီးအများကြီးမပြောချင်ဘူးနော်ဘာမှဟိုတွေဒီတွေကျွန်တော်တို့လာမပြောနဲ့အစိုးရရဲ့မန်တိုင်းအစိုးရတရက်ကဘာလုပ်ပြရမလဲဆိုတာတိုင်းပြည်အေးချမ်းကိုလုပ်နေတယ်ဆိုတာကိုကျွန်တော်တို့နားလေမအေးချမ်းတဲ့နေရာတွေကဘလောက်ခက်ခဲနေလို့လဲဗျာကျွန်တော်တို့တက်မတော်စစ်တီအင်အားဒီရမကအကြဆုံးတော့အောင်နဘကကြာဆုံးတော့အောင်ကိုဆောက်ချက်ကွဲနေပြီလားဆောက်ချက်ကွဲနေပြီလားလို့ကျွန်တော်မေးနေတာအိမ်တိမ်မာတော်မှဟဲ့ဒါဆိုဒါပဲပြောလို့ရတယ်မဟုတ်တော့မဟုတ်သေးဘူးဗျာသိလားတိုင်းပြည်တော်တော်လေးကိုတိုင်းပြည်ပြတ်မှာဒီနိုင်ငံပြတ်စီးသွားမှာမထင်နဲ့တပုံဆိုတာကတပုံအလုပ်လုပ်မှာပဲဘာမှလုပ်မှာမဟုတ်ဘူးသူကသိမ့်မယ်အဲ့ဒီမှာရှိတဲ့ပစ္စည်းတွေယူမယ်နော်တွေ့တဲ့မိန်းမတွေမရင်းကျင့်မယ်တတ်မယ်ဖြတ်မယ်သူတို့နဲ့မတူတဲ့လူကဇော်ဘုံရင်ဆိုရင်ဇော်ဘုံရင်ကိုတွေ့ရနဲ့ဇော်ဘုံရင်အမျိုးတွေ့ရနဲ့အကုန်တတ်မယ်နောက်ဆုံးဇော်ဘုံရင်မတွေ့လို့ဇော်ဘုံရင်ဖုံးတဲ့ဘက်ကိုတွေ့ရင်လည်းတတ်မယ်သူတို့ကတတ်မှာပဲနော်ကျွန်တော်ပြောတယ်ဒီနောင်ကျော်ကကိုစမ်းအောင်
နော်အသက်ခံလိုက်ရတယ်ကျွန်တော်ကိုသတင်းပေးလို့နော်ခင်ဗျားတို့မဟုတ်သေးပါဘူးဗျာခင်ဗျားတို့လူကြီးတွေဖြစ်ပြီးတော့လူကြီးမပြီးသားပါဘူးဒိတ်ပဲမရှိပါဘူးနော်ခေါင်းဆောင်ဆိုတာရေးရင်ရတယ်နော်ဝင်ကြွားရတယ်နော်တတိရှိရတယ်မန်တက်တိုင်ကိုတက်ပြမယ်ဆိုရင်ရေးရင်ဖို့လိုတယ်တခါလဲတက်ပြလိုက်အဲအောင်ငါကာကွယ်ဦးစီးချုပ်ငါနာဆာကအစိုးရဝန်ကြီးချုပ်ငါတက်မတော်ကဟိုဟာဗာလဲယာယီသမရမြန်မာပြည်မှာမင်းတို့ကြိုက်တာဖြစ်လို့ရတယ်လို့ပြောပလိုက်ဒါပဲအေးမင်းတို့ငါ့ကိုလာစလို့ငါနှစ်ရက်ကိုတတွေးလာဆိုရင်အေးမင်းတို့နှစ်ရက်ကိုငါဖြတ်ဖို့ဝင်မလေးဘူးဆိုတဲ့ပုံစံမျိုးနေရမှာဗျနော်အဲ့လိုပုံစံမျိုးမနေဘဲနဲ့ဟိုလိုဒီလိုဟာဟိုရောင်တီရောင်ဝါးနဲ့လုံနေတယ်ဆိုရင်တော့ဒါကအောက်ခြေတွေမှာကအစားအကုန်လုံးကဖြစ်နေပြီနော်ဒါလိုက်ကျွန်တော်ရှိမှာဖုန်းတွေထဲမှာအကုန်လုံး data ချက်လက်တွေရှိတယ်နော်ကိုယ့်ဘက်ကအားနေခဲ့လို့အန်းကြတော့မယ်အန်းကိုတိုက်နေတယ်လို့ပြောလဲဒီတိုင်းနေတယ်ဗျာဟောမင်းဟုတ်လားဟောတောင်းတုံးဟုတ်လားဟောတော်တော်ဦးမင်းဟုတ်လားဒီလိုတွေဖြစ်နေတယ်မြေပြင်သတင်းချက်လက်ကမင်းတို့ငါ့ကိုပို့နေတာလိန်နေတာတွေဟုတ်လားအမဟုတ်ပါဘူးဗျရေခဲပါလီးကိုရေခဲလားအဲ့ဒါရေခဲမဟုတ်အဲ့ဒါမီးခဲအခုမီးတို့ပူလောင်နေကြရပြီလေမိသားစုတွေအခုဘိုးချုပ်တောင်းထုံးတို့ဘုံမှုချုပ်ပေါ့နော်ဘုံမှုချုပ်တောင်းထုံးတို့ဘုံမှုချုပ်ကြော်တန်းတို့ရဲ့မိသားစုတွေနဲ့အတူအမ်းမှာတိုက်ပွဲဝင်သွားတဲ့စစ်တီမိသားစုတွေအားလုံးပူလောင်နေရပြီမျက်ရည်တွေအဲ့ဒါတွေကိုခင်ဗျားတို့ဘယ်လိုဖြည့်ဆည်းပေးမှာဘာမှဖြည့်ဆည်းလို့မရဘူးစစ်သားစစ်တပ်လို့ရင်စစ်ကိုနိုင်အောင်တိုက်ရမှာကအဲ့ဒါတွေကိုတိလားဆိုတော့လေပို့ပေးနေတော့လေဟိုတင်ပြလိုက်ဒီဟိုတင်ပြလိုက်ဘာလုပ်တာလဲအဲ့ဥစ္စာအခုချိန်မှာရန်သူကတလောက်တိအင်အားကောင်းကောင်းနဲ့တိုက်နေတာနီးပညာပိုင်းမျိုးစုံနဲ့တိုက်နေတာကိုဘာဟိုစောက်အကဲကြည့်တွေ drone နဲ့ကြည့်တွေဆုံးဖြတ်တွေအဲ့ဒီတန်တို့အဲ့မှာမြစ်တာမို့စေးကန်းတော်မှာဒီမှာပြပလိုက်လို့ရတယ်ကျဲခိုင်းတာ2ရက်လောက်ဆောင်းရတယ်ကျင်းတွေမှာသွားကျဲပလိုက်တယ်ဒီတက်ကျွန်တော်တို့ဘာလုပ်ပေးရအောင်မလဲတိုင်းပြည်အတွက်ကျွန်တော်တို့လည်းခင်ဗျားတို့လည်းတာမန်လူပဲလေဇန်ရထားတဲ့ရဟန်းတာမဟုတ်ဘူးကာကွယ်ဦးစီးချုပ်လည်းတာမန်လူပဲဘာမှရှောက်ပြောမနေနဲ့ဒုချုပ်လည်းတာမန်လူပဲလူတွေကလူပဲနော်ကာစရမှုလည်းတာမန်လူပဲသူလည်းလူချင်းတွေကကြားတဲ့သတင်းကိုပဲယူသုံးသက်ပြီးတော့မှတိုင်းပြည်ကိုကာကွယ်ရမှာလေအဲ့ဒါလူသားတိုင်းရဲ့တာဝန်ဖြစ်တယ်ကျုပ်တို့ကအဲ့ဒီတာဝန်တွေကိုမမေ့မလျော့နဲ့ဒီလိုစောက်ခွက်တွေထွက်ပြပြီးတော့မှအမုန်းခံအသေးခံအစဲခံအသက်ခံပြီးတော့မှထွက်ပြောနေတာမိုင်းတော့မှခင်ဗျာစေတနာအမအခုကခင်ဗျားတို့မဟုတ်တော့ဘူးရောခင်ဗျားတို့ကြီးပဲလောက်ပိုင်ရွယ်ခင်ဗျားတို့နိုင်တာအခုခင်ဗျားတို့လက်နဲ့တွေကင်လာပြီးစစ်တီတွေနဲ့နိုင်လားမနိုင်ရင်ဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာရွေးချယ်ရမယ့်အချိန်ရောက်ပြီအေယာဝတီဘာသာလုံးရင်တိုင်ပတ်တော့မယ်တနိုင်ငံလုံးစစ်တပ်ဗျာခင်ဗျာရှက်ဖို့ကောင်းတယ်ဗျာတကားမှမကြောက်ဘူးအသက်45နှစ်ရှိပြီ8ရက်5လ1980ခွာတဲ့ကောင်တကားမှမကြောက်ဘူးဒီလိုမျိုးဖြစ်စဉ်မျိုးပြောလိုက်စရနက်အာမီဟာလို့မှစောက်ရေးမပါအဲ့ဒါပြောရင်အဲ့ဒါစကားလေးတစ်ခုကိုဖြတ်ပြီးတော့ပြောမယ်စရနက်အာမီဆိုစရနက်အာမီလို့လုပ်လေသူများ drone ဘုံနဲ့ draw ဘုံနဲ့ draw ပါနေနဲ့တော့ချနေတာကိုစစ်တီမိသားစုတွေဟိုရခိုင်မှာပင်လယ်ကြီးထဲမှာတင်စစ်သမောကြီးပေါ်မှာအယောက်900ကျော်လောက်တည်သွားလဲဒီတိုင်းပဲစောက်ပြုံးမပြတ်ဘူးငါလိုးမာနေအခုအန်းကြလဲစောက်ပြုံးမပြတ်ဘူးရမကကြလဲစောက်ပြုံးမပြတ်ဘူးဘာနေမှမသိတော့တာအပြုံးမပြတ်တဲ့ကောင်တွေအများကြီးပဲကျွန်တော်ဒါနိုင်ငံခေါင်းဆောင်ကိုပြောနေရမှာမဟုတ်ဘူးအပြုံးမပြတ်တဲ့ကောင်တွေကရီလို့ခေါင်းရိုက်လို့ဘလုံးကန်လို့ KTV သွားလို့လီအမျိုးသားရေးစိတ်ဓာတ်မှမရှိတာနိုင်ငံကိုချစ်တဲ့စိတ်အဖွဲ့အစည်းကိုချစ်တဲ့စိတ်ဓာတ်မှမရှိတာငါလုံးမတွေဘ누구သေးသေးငတေးမှရင်ပြီးတော့လာတက်တော့ချဆိုရင်ငါတို့လည်းတည်တဲ့ချိန်ညာအဲ့ကြောင့်ပြေးတော့မှမေလို့တွေကတေလို့တွေဘယ်ထိပြေးမလဲမသိဘူးပြေးတဲ့လိန်မှာပြစ်ချခိုင်းမှာလုံးမတောင်းစားတယ်မလုံနိုင်မလုံနဲ့စောက်တော်သားဟိုမှာငကားလိုကောင်တော်မှမတော်လာနိုင်တော့ဘူးလားစရနက်အာမီကဟိုငကားလိုအိုးရောင်းတဲ့ကောင်တော်မှမလုံနိုင်တော့ဘူးလားနောက်ဆုံးအဲ့ကောင်တွေကငင်းငင်းယူမယ်ဆိုပြီးတော့မှဇပွဲပန်းရောက်လာရင်တော့အဲ့ကောင်တွေစောက်တော်သားတွေကို
လုံးမှာကျွန်တော်တို့လူမျိုးကြတော့ဖမ်းအောင်မှာအမှန်ပြောတဲ့ကောင်တွေကြတော့အဲ့ကောင်တွေကိုကြတော့ဇပွဲဝိုင်းမှာဝိုင်းခွက်ချင်းတိုင်းတိုင်အောင်မှာပြောရတာမဟုတ်ဘူးနော်ကျွန်တော်ကပြောပြီးသားအဖြစ်ခံဘဝနဲ့အမုန်းခံလူသားပဲကျွန်တော်ဘဝကအဖြစ်ခံဘဝနဲ့အမုန်းခံလူသားပဲတက်မတော်နဲ့တက်မတော်မိသားစုတွေအေးချမ်းတော်နေတိုင်းကြီးတဲ့ပြည်သူလူတွေတော့ကျွန်တော်အဖြစ်ခံပဲနော်မအားတော့ဘာအစင်မပြေလို့ကျွန်တော်လာပြောကျွန်တော်ကိုကြီးပေးလိုက်တာပဲမုန်းမယ်အခုဆိုကျွန်တော်အခုလိုပြောစစ်တပ်ကမုန်းတော့မယ်မုန်းမယ်ကျွန်တော်မုန်းမှာနော်မုန်းကြမှာဟိုဘက်ကအနီးဘိန်းနဲ့ဘလုံးချီပရိတ်စံကုန်မြေလေးအောက်တန်းလာလဲမုန်းမှာဒီကောင်လောင်းနေပြီဆိုပြီးတော့ကျွန်တော်ဘွားကျွန်တော်ကိုကျွန်တော်တနာတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းပြည်တော့ကိုကြေးပါလာတယ်လို့ပဲသတ်မှတ်တယ်ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ဂုဏ်ယူတယ်အေးစေးပဲထောင်ထဲရောက်တော့လဲစောက်ကူမဆိုင်ဘူးနော်ကျွန်တော်ဂူးဆိုင်နေကျွန်တော်သမီးလေးပဲကျွန်တော်တို့ကျွန်တော်ဘယ်သူမှဂူးမဆိုင်ဘူးကျွန်တော်အမေအဖေကျွန်တော်ဘယ်သူမှမိန်းမဘယ်သူမှဂူးမဆိုင်ဘူးကျွန်တော်သမီးလေးပဲကျွန်တော်မရှိတော့ဘူးဆိုရင်ကျွန်တော်နဲ့လွတ်လပ်စွာမတွေ့ရတဲ့အချိန်ကြောင့်ကျွန်တော်သမီးလေးခံစားရမယ်ခံစားမှုကခင်ဗျားတို့သမီးမွေးထားရင်ခံစားကြည့်လိုက်ခင်ဗျားတို့မွေးထားပါတယ်နော်နိုင်ငံကောင်းတော့မှလည်းသမီးရှိတာပဲနော်ဘိုးကျောင်းအောင်ဆန်းတော်မှာအောင်ဆန်းစုကြည်မွေးထားသေးရပဲဟုတ်လားဦးနေဝင်းကဒေါ်စနာဝင်းကိုမွေးထားသေးတာပဲဟုတ်လားရှင်းလေးနော်အဲ့တော့ကျတော့ခင်ဗျားတို့ကတိုင်းပြည်ပေါ်မှာရက်ဆက်လုံးနေကျွန်တော်အမြင်တယောက်တည်းပြောတာတိုင်းပြည်ပေါ်မှာခင်ဗျားတို့အရင်ရက်ဆက်တယ်မဟုတ်ဘူးဆိုရင်ကျွန်တော်မဖမ်းနဲ့လေခေါ်ကြည့်လိုက်ဇော်ဘောရင်မင်းကတိုင်းပြည်ပေါ်မှာငါတို့ကရက်ဆက်တယ်လို့ဘာလို့ပြောချင်တာလဲလို့မေးလူသားရင်းမြစ်တွေအများကြီးဆုံးသွားပြီကျွန်တော်မကောင်းတဲ့အကြမ်းဖက်လက်နက်ကန်တောင်းချမ်းသူတွေဘက်ကကျွန်တော်ဘယ်တော့မှပြောမှာမဟုတ်ဘူးအဲ့ဒါလူလိုလည်းကျွန်တော်မတတ်မှတ်ဘူးကျွန်တော်ရှင်းလေးနော်ကျွန်တော်တက်မတော်သားနဲ့တက်မတော်သားမိသားစုရဲတပ်ဖွဲ့ဝင်တွေနော်ရင်နှိမ့်တပ်ဖွဲ့ဝင်တွေတချို့သောရှေ့တန်းကိုရခိုင်တို့ဘာတို့ပါသွားတာအများကြီးရှိတယ်ပြည်သူစစ်တွေအခုလက်ရှိခင်ဗျားတို့ခေါ်ထားတဲ့နော်ပြည်သူစစ်မှုထမ်းဥပဒေနဲ့ခေါ်တဲ့ကလေးတွေဘယ်မှာလဲခင်ဗျားတို့ကိုချင်းစာတွေမရှိဘူးလားခေါ်လိုက်ပါတခါတည်းခေါ်လိုက်စမ်းပါအယောက်9သိန်းလောက်တခါတည်းခေါ်လိုက်စမ်းပါချပြပါမယ်ခင်ဗျားတို့ကလက်နဲ့ထုတ်ပေးလိုက်ပါရိတ်ခါနဲ့ဓမင်းနာကျွေးပေးလိုက်ပါဝါလေးနေတိုက်ပြပါလေမယ်လူတွေအများကြီးခင်ဗျားတို့အဲ့လိုလည်းမဟုတ်ဘူးခင်ဗျားတို့မူဝါဒခင်ဗျားတို့ဘောင်ထဲမှာနေကျွန်တော်ပြောတယ်အဲ့ဒါချရှုံးတာလို့နော်ဒီအချိန်ဒီ88နဲ့လည်းမတူဟို50နှစ်တွေ58တွေ49တွေ60နှစ်တွေဟို69ပါလေဟိုရွှေဝါရောင်ဒေါ်လာရင်း2009နဲ့မတူဘူးဒီဖြစ်စဉ်ကမရိုးရှင်းဘူးနိုင်ငံရေးစစ်ပွဲလူမျိုးရေးစစ်ပွဲနေပြည်လူတဲ့စစ်ပွဲနော်ဟိုနောက်တစ်ခုကကျွန်တော်ပြောနေကြမရိုးရှင်းတဲ့စစ်ပွဲဖြစ်နေတယ်နော်နိုင်ငံရေးစစ်ပွဲကနေစတယ်ဒေါ်စုကြည်ကနေပြီးတော့ကြတော့လူမျိုးရေးစစ်ပွဲနော်ဟိုဘက်ကဗမာဆိုရင်ဗာဖြစ်တယ်ညာဖြစ်တယ်နော်နိုင်ငံရေးစစ်ပွဲလူမျိုးရေးစစ်ပွဲနေမြေလူလာတယ်ဒါငါနယ်တို့ဘာတို့ငါတို့ကိုပိုင်အုပ်ချုပ်ခွင့်တို့နော်အများကြီးဗျာအဲ့လိုမျိုးစစ်ပွဲကိုဥဆောင်တဲ့တက်မတော်ရဲ့ leader တယောက်က follower အောင်မပြောနဲ့ follower ဆိုတာနောက်မှာထား leader ကအရေးကြီးတာ leader ကဘာလုပ်ရမှာလဲဒီလိုစစ်ပွဲမျိုးဖြစ်နေပြီဆိုရင် leader ကဘလို့ဒီ follower တွေအပေါ်မှာဘလို့တုံးသက်ရမယ်ဘလို့တုံ့ပြန်ရမလဲအခုကျွန်တော်ဒီ TikTok မှာ10လီထားတော့ဆိုကြပါစို့တက်မလို့တဲ့နိုင်ငံအတွက်အမှန်တရားဘက်ကနေရက်တည်နေတဲ့လူသားတယောက်အတွက်ကျွန်တော်ရဲ့ follower ကိုကျွန်တော်ဘယ်လို view ဆက်ရမလဲဒီ follower ဒီငါတိုင်းပြည်အတွက်ငါရဲ့အတွက်ကောင်းကျိုးရှိတဲ့ follower လားဟုတ်လားမဟုတ်လားကြည့်ရမယ်ကျွန်တော်ဒီတိုင်းပြည်နဲ့နိုင်ငံအရေးနဲ့တက်မလို့ချစ်တဲ့လူတယောက်ဖြစ်တဲ့အတွက်ငါတက်မလို့နဲ့ငါရဲ့နိုင်ငံကိုငါနိုင်ငံနဲ့ငါတက်မလို့ငါပြည်သူလူထုကိုထိခိုက်လာမဲ့ follower ဆိုရင်ကျွန်တော်လက်ခံလို့မရဘူးအပြက်ရှင်းရမှာအပြက်တခါလေး block လိုက်ရမှာအပြက်ကိုတုတ်တင်လိုက်ရမှာအဲ့ဒါ leader တယောက်မှရှိတိုက်တဲ့အရေးချင်းကအဲ့ဒါလိုတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုအပြက်မရှင်းဘူးဆိုရင်တော့ဒါတိုင်းပြည်ကိုဒါအလုံးစုံပြတ်သုံးရေးဖြစ်တဲ့ထဲအောင်လုပ်တဲ့ထဲမှာပါတယ်အပြက်ရှင်းရမှာမရဘူးကိုက leader လေးကိုရဲ့ဒီ post အောက်မှာလာကြည့်နေတဲ့ဟုတ်လား follower ကိုတွားပြီးတော့မှကြည်နူးနေလို့မရဘူးအဲ့ဒီ follower မှာမတတ်မရှင်းတဲ့ညစ်ပတ်ဆုပ်ပြတ်တဲ့နော် follower တွေပါလာပြီဆိုရင်ဒီ follower ကြောင့်တခြားသူတွေစိတ်အနှောက်အယှက်ဖြစ်မယ်စိတ်ထိခိုက်မယ်ဒါကဒီဟာလေးကိုပြောတာနော်နိုင်ငံနဲ့ဆိုရင်ပို့ဆိုးသွားမှာလေဒါတွေကိုအပြတ်သက်ချိန်မုံရမှာအမှုကြိတ်ပြရမှာကဘာကိုကြောက်နေနိုင်ငံကောင်းဆောင်မလုပ်နဲ့ရှင်းတယ်နော်ကဘာကလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းနဲ့ဆိုရင်အဲ့ဒီကဘာမှာသွားနေလိုက်ကျွန်တော်တို့နိုင်ငံမှာမနေနဲ့
ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရဲ့အေဂျင့်တော်နေဆိုင်နေပြည်သူလူထုကျွန်တော်တို့တက်မတော်ကိုလမ်းမှန်ကမ်းမှန်နီးမှန်လမ်းမှန်နဲ့ရှိစေခြင်းလားနော်ကဘာကိုကြောက်တယ်ဆိုရင်တော့ဒီနိုင်ငံမှာမနေနဲ့အဲ့ဒါဒီနိုင်ငံသားလို့ကျွန်တော်တို့မယူဆဘူးနော်ကျွန်တော်တို့ဒီတက်ပြောရင်ပို့ပြီးတော့မှဆိုးလာလိမ့်မယ်နော်ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့လူမျိုးကိုချစ်တယ်ဆိုရင်ခေါင်းဆောင်ကပြီးသားပါကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံရဲ့မြန်မာနိုင်ငံရဲ့အလံမြန်မာရေမြေတောတောင်တဘာဝမြန်မာနိုင်ငံရဲ့ဓလေ့ထုံးလန်းအစဉ်အလာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုတွေစာပေယဉ်ကျေးမှုတွေကိုချစ်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာခေါင်းဆောင်လုပ်တယ်ဆိုရင်ပြက်ပြက်သားသားလုပ်ပြီးပါဘာတိုင်းကြပါမှကြည့်ကြမလို့ကျွန်တော်အယူနဲ့ကျွန်တော်ကလေးစကားပြောလိုက်မယ်ကျွန်တော်ကနိုင်ငံခေါင်းဆောင်ဆိုရင် ICJ မကလို့ ICJ ဖြစ်ဖြစ်အမေရိကန်မကလို့တရုတ်ဖြစ်ဖြစ်ကြိုက်တဲ့ကောင်ကလာတက်လိုက်ကျွန်တော်အသေးခံမလိုက်မယ်ကျွန်တော်တိုင်းပြည်တော့ကျွန်တော်ငြိမ်းချမ်းအောင်ကျွန်တော်တည်ဆောက်မယ်အားရှင်းရှင်းလေးပဲကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကျွန်တော်လူမျိုးကျွန်တော်တို့နိုင်ငံကိုချစ်တတ်အောင်ကျွန်တော်တို့တင်ပေးသွားမယ်ဘယ်တော့မှမထူးဆက်မကင်းဘူးနော်တိုင်းပြည်နဲ့နိုင်ငံအတွက်လူမျိုးအတွက်ကိုမထူးဆက်ခင်းမယ်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့နစ်နာမယ်အလုပ်ဆိုရင်ဘယ်တော့မှမထူးဆက်မခင်းဘူးအဲ့ဒါရိုးရိုးရှင်းရှင်းလေးပြောလိုက်တာညတို့အရန်များတယ်ဗျနော်များတယ်တိုင်းပြည်တပြည်ကဒီလိုလုပ်လို့မရဘူးဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးနဲ့ဒီ135မျိုးသောလူတွေနဲ့ဒီတိုင်းပြည်ကိုခမားတို့ပြောနေတဲ့ဒီမိုကရေစီဆိုတာလည်းမရလို့ခမားတို့ရဲ့ကိုချင်းဆန္ဒတရားစိမ်းတွေလည်းမရဘူးတိုင်းပြည်ကိုတည်ငြိမ်အောင်အေးချမ်းအောင်တည်ဆောက်ပြီးမှအဲ့ဒီမတည်သေးတဲ့လူတွေကိုအတိတရားကိုရိုက်သွင်းရမယ်အရာရှိတယ်ခင်ဗျားတို့အပင်ပန်းမခံနိုင်ခေါင်းဆောင်မလုပ်နဲ့နော်အပင်ပန်းမခံနိုင်ခေါင်းဆောင်မလုပ်နဲ့နော်ဘာချွေကြီး20နှစ်မှ2နှစ်လား6နှစ်လားအုပ်ချုပ်တယ်သူပင်ပန်းခံနိုင်တယ်သူလှုပ်သွားနိုင်တာသူလှုပ်နိုင်တယ်နော်ကိုကခေါင်းဆောင်ဆိုတာကအပင်ပန်းခံနိုင်ဖို့လိုတယ်စိတ်ရှိဖို့လိုတယ်တီးခံဖို့လိုတယ်နော်ဒါပေမဲ့စိတ်ရှိနေတဲ့တီးခံနေတဲ့ဆိုတာကအတိုင်းအတာတစ်ခုပဲရှိတယ်ဒီနေရာမှာဒါမရအောင်ဆိုရင်အပြက်ရှင်းအပြုတ်တိုက်အပြက်ချိန်မုံပို့ရှိတဲ့စစ်သားတွေအကုန်ကျွန်တော်တို့လှုပ်ပေးပါမယ်ကျွန်တော်တို့လှုပ်ပေးမယ်နော်စစ်မှုထမ်းတွေပါမပြောနဲ့ကျွန်တော်တို့လှုပ်ပေးမယ်အဲ့အောင်မင်းနိုင်ငံတော်စစ်နဲ့ဇော်ဘုန်းကြီးမင်းတော့ကဘယ်လိုရှိရခေါ်လိုက်စမ်းဆိုခင်ဗျာပုပ္ပတိတိထဲမှာလားဘလုံးကွင်းထဲမှာလားခင်ဗျာထည့်ခိုင်းလိုက်ပါနော်ဒါပေမဲ့ထည့်ခိုင်းပြီးတာဝန်ကျေဖို့လိုတယ်နော်တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုတယ်လူတွေပါလာလိမ့်မယ်ဟဲ့အောင်ငါတို့ကျွန်တော်တိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲဆိုတဲ့စကားပါလာမှာဆိုလို့ဟဲ့အောင်မြန်မာနိုင်ငံမှာငါတို့မြန်မာနိုင်ငံကိုကာကွယ်ဖို့အတွက်အခုဖြစ်နေတဲ့စစ်ပွဲတွေကိုတိုက်ဖို့အတွက်မင်းတို့ကြိုက်တဲ့နေရာမှာဆုလိုက်လို့ပြောလိုက်အဲ့လိုဆုခိုင်းပြီးလက်နဲ့ပေးရမယ်ခဲယမ်းပေးရမယ်စားနဲ့ရိတ်ကအပြေးဝထောက်ပံ့ပြီးတော့ပါပေးရမယ်တိုက်ရမယ်ဒီစစ်ပွဲခင်ဗျာတစ်နှစ်မကြောက်ဘူးရှင်းလားမျိုးဝင်လောက်ခိုင်းလေအဲ့ဆိုလို့လောက်ခိုင်းကြည့်လိုက်ဘာအပေါ်ကနေပဲညွန်ထားလိုက်အဲ့လောက်ခိုင်းတိုင်းကလို့လောက်ခိုင်းလိုက်တချို့တထေးတွေဟိုကပါလေခရိုနီတွေပေါ့ခင်ဗျားတို့ပြောတဲ့ခရိုနီတထေးတွေတောင်မှကျုပ်တို့စီးပွားတွေကိုရင်ကုန်ပါသေးတဲ့ဒီမြန်မာနိုင်ငံကြီးအေးချမ်းရင်ပြီးတာပဲတဲ့အဲ့ဒီသူတို့ပိုင်ဆိုင်တဲ့ပတ်စံတွေအကုန်ပေးလိုက်မယ်တဲ့အဲ့တို့ကိုပြောတာနာမည်တွေတက်မပြောချင်လို့ရှိတယ်တကယ်နိုင်ငံသားကောင်းတွေရှိတယ်နော်အဲ့လိုလူတွေတမရဖြစ်ရင်သိကောင်းပါပဲအခုတမရလုံးမလားကမ္ဘောဇဘန်ပိုင်ရှင်ပါလေကွာလားဥအောင်ကိုဝင်းလားဆရာကျောင်းလားဥစောစောလားဟုတ်လား CB ဘန်ပါလေဥက္ကမောင်ကကျောင်းမသိဥမျိုးဆွေဝင်းလား BOC တို့ဥဒေတာတို့လားလုံးမလားတမရလုံးပြီးတိုင်းမျိုးအေးချမ်းအောင်လုံးခိုင်းလိုက်သွားဆောက်လို့ရှုပ်တယ်ချငွေကြေးချမ်းသာတဲ့လူတွေလေသူတို့ကစီးပွားရေးသမားတွေအခုဒေါ်နယ်ထရန့်လို့ပေါ့ဟုတ်တယ်မလားပတ်စံရှိရဲ့လူတွေနော်တက်မတော်တော့လဲလိုတာရဖြစ်စေရမယ်အကြမ်းမဲ့လွန်လည်ကန်တောင်းကျမ်းသူတပုံအပြက်ချိန်မုံရမယ်ဆိုရင်သူတို့စီးပွားရေးပြုတ်ရင်ပြုတ်လေးတွေတော်ရမှာပေါ့ဒါရှင်းရှင်းလေးပဲတိုင်းပြည်ကိုချစ်ဖို့ပဲလိုတာဗျာလူမျိုးကိုချစ်ဖို့ပဲလိုတာဒီနိုင်ငံဒီလူမျိုးဒီတိုင်းမျိုးနဲ့အေးချမ်းတော်ဒီတိုင်းနဲ့ပြည်သူလူထုနဲ့တိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေကိုချစ်ဖို့ပဲလိုတာကြံတာဘာမှမလိုချလို့ရတော့ပတ်စံဘာလို့မရှိရမှာမြန်မာပြည်မှာချမ်းသာလူတွေအများကြီးပဲပါရီဖြစ်နေအောင်အခုကစောက်ချက်မဲ့ကွဲအောင်အကုန်ဆောက်လုပ်နေတာတိုင်းပြည်ပြောရင်ပြောတဲ့ကောင်ကအစိုးဆိုအောင်မယ်ပြောတဲ့စကားတိုင်းမှာတာဝန်မှုတာဝန်ခံမှုရှိတယ်မားတယ်ဆိုရင်တော့ဖမ်းလိုက်ပါ
ဟိုဟာနဲ့ညှိတယ်ဒါနဲ့ညှိတယ်လာမလုပ်နေနဲ့မြန်မာပြည်မှာအဲ့လိုညှိမယ်ဆိုအများကြီးပဲညှိနေတာအကုန်လုံးလုပ်နေတာအကုန်လုံးကိုယ့်အကိုခိုးကြောင်ခိုးဝဲနဲ့လုပ်နေလူတွေအများကြီးရှိတယ်ဒါအရှိတရားပဲနော်ဟိုအမှန်တရားပြောလို့ဒီနေ့ညလာဖမ်းနေရတယ်လို့ဗျာဘာမှမဖြစ်ဘူးရှင်းလားဒါဗန်တတိတွေအများကြီးရှိတာဒီတိုင်းပြည်ဒီလိုဖြစ်เสียစောက်ကြောင်းမှမရှိတာဒီတိုင်းပြည်ကဒီလိုမျိုးဖြစ်တယ်ဒီလိုမျိုးစင်မီဟုံးတောက်ပြီးတော့မှတိုင်းပြည်ကိုအကြောက်တရားတွေပြည်သူလူထုတွေနေရတာဖြစ်ကိုမဖြစ်တဲ့ကိစ္စဗျာဖြစ်တင်တာခင်ဗျားတို့စဉ်းစားလေမင်းတို့ပြောဒီတိုင်းပြည်ဆင်းရဲတယ်ဘယ်မှာဆင်းရဲရတော့အခြေခံလူတန်းစားလောက်ပဲဖြစ်နေတာတထေးတွေအများကြီးရှိတယ်အကုန်ပူပေါင်းပြီးတွန်းလှန်တော်လှန်ရမှာတိုက်ခိုက်ရမှာခင်ဗျားတို့ရုံးမထွက်ရဘူးလားအခုခင်ဗျားတို့နောက်ဆုံးစစ်သားကိုလူလာတော့မှခင်ဗျားတို့မလူနိုင်ဘူးသိလားမလူနိုင်ဘူးခင်ဗျားတို့မလူမပေးဘူးခင်ဗျားတို့လည်းအောက်တန်းစားတွေအောက်တန်းကြတယ်ဘယ်နေရာမှာလူလဲခင်ဗျားတို့ကိုကြိုးကြီးမှာအဘတွေသွားလူမယ်လေခင်ဗျားတို့ကလူမှာပေါ့အဘကိုတိတ်လေးသွားလူမယ်အဘလည်းစောက်မေးလိုးကအဲ့တဲ့ထဲမှာလူပြီးသွားသွားအဲ့တဲ့ထဲလိုက်မယ်မသိကြုံဆောင်လိုက်မယ်အေးလူအေးမင်းလောက်ပိုင်ခွင့်ရှိရမင်းလောက်အေးစီလို့အဲ့စောက်ချင်းနေနော်အဲ့လိုစောက်ချင်းတွေကကြာရှုံးတာရှင်းလားတကယ်တိုင်းမျိုးချစ်တဲ့ဆိုရင်ခရိုနီတွေခင်ဗျားတို့ဥဒေသာတို့ဥစုံတော်တို့ဟုတ်လားနော်အမရှိပါတယ်အများကြီးပါခရိုနီလို့ပြောတာသူများတွေပြောတာနော်ကျောက်ကပြောတာတော့မဟုတ်ဘူးကျောက်ကဒီဥဒေသာကိုလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပဲမြင်နေဥစုံတော်ကိုလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပဲမြင်နေအပြင်ဟိုဥဆရာကျောင်းလားဆရာဥအောင်ကိုဝင်းလားသူ့ကိုလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပဲကျွန်တော်ကမြင်တာစီးပွားရေးလုပ်ငန်းရှင်တွေတော်တယ်တက်တယ်ထက်မြက်တဲ့လူတွေလေနော်ဒီလိုလူမျိုးတွေငွေကြီးချမပို့တော်ထူနေပြီနဲ့ထင်နော်လာရေးကြမင်းတို့လည်းငါအောင်ပါပဲငါပို့ပြီးတော့မင်းတို့ဟိုဖြစ်တာဗောငါပို့ပြီးတော့မှလူသိချင်းများထင်ပေါ်ကြော်ကြတာဗောမင်းတို့ငါအောင်မှလောင်နေတာအေးလိုးတွေဖာတယ်မသားသမီးများတတိုင်းရေးမင်းတို့ရေးဟုတ်ကဲ့ပါအဘရေးခဲ့ပါတယ်အဘရေးခဲ့ပါမဟုတ်မှမီးလောင်နေပြီပြောပြတာပါဗျာနော်နိုင်ထင်နေတယ်ဟုတ်တယ်ချင်းပြရမလို့လိုင်းအောင်ထက်